皆さんこんにちは、ゆきおです。はい、皆さん、ဒီနေ့ゆきおပြပြပေးမယ့်အကြောင်းအရာကတော့ဒါ donuts とね donuts とကွာခြားချက်လေးပေါ့နော်ဒါကိုရိုင်းလေးဒါ M5 level တော့ဆိုအရန်ကိုမှတိုင်ပတ်ခဲ့တယ်ပေါ့နော်ဘလို့ကွာလဲဆိုတာကိုနားမလည်ခဲ့ဘူးဒီကျောင်းသားတွေစီကနေလေခဏခဏမေးချင်းခံခဲ့ရတယ်ပေါ့နော် M5 level မှာဆိုကျောင်းသားတော်တော်များများအတွက်ဒါရှုပ်ထွေးလို့ပြောရမယ်နည်းဝီရောဒီဖြစ်စေတဲ့မိခွန်းမျိုးပေါ့နော်ဆန်းစေး donuts とね donuts とねကဘလို့ကွာလဲဆိုတဲ့မိခွန်းလေးပါအဲ့တော့အဲ့ဒီအကြောင်းအရာလေးနဲ့ပတ်သက်ပြီးတော့ဒီနေ့ ယူကီယိုကရှင်းပြပေးပါမယ်ရှင်ပထမဆုံး donuts တို့လေးကနေအရင်စပြောကြရအောင်เนาะအဲ့တော့ donuts တို့ဆိုတာကကြတော့ဒီလူတစ်ယောက်ရဲ့ပေါ့เนาะအကျင့်စာရိတ္တ तू ကကောင်းတဲ့လူလားဆိုးတဲ့လူလားအဲ့လိုပုံစံမျိုးသူ့ရဲ့ပုံပန်းတွင်ပြင်ကိုမေးတဲ့ပုံစံလေးပါသူ့ရဲ့အစီစိတ်နေသဘောထားပေါ့เนาะဒီလူကဘယ်သူလဲတနာကဆန်ကဘယ်သူလဲလို့မေးရမျိုးမဟုတ်ဘူးတာနာကဆန်ဆိုရင်လေတာနာကဆန်ကဘယ်လိုလူမျိုးလဲကောင်းတဲ့လူလားဆိုးတဲ့လူလားအဲ့လိုမျိုးသူ့ရဲ့စိတ်နေစိတ်ထားအောင်မေးရပါအဲ့တော့ဥပမာဆိုလို့ရှိရင်どんな人と結婚したいですかどんな人と結婚したいですかဆိုလို့ရှိရင်ဘလို့လူမျိုးနဲ့結婚したいですかလက်ထပ်ချင်တာလေအဲ့တော့ကိုလက်ထပ်ချင်တဲ့လူကမှရာစားရှိဖြစ်တဲ့လူလားเนาะသဘောကောင်းတဲ့လူလားဒါမှမဟုတ်လို့ရှိရင်လေကိုအရန်ချစ်တဲ့လူမျိုးလားအဲ့လိုဘလို့လူမျိုးလဲကိုမေးတာဘလို့လူမျိုးနဲ့လက်ထပ်ချင်တာလဲလို့မေးတာပါဘသူနဲ့လက်ထပ်ချင်တာလဲလို့မေးတာမဟုတ်ပါဘူးအဲ့တော့ donuts ဆိုလို့ရှိရင်သူ့ရဲ့ဒီစိတ်နေသဘောဒါသူ့ရဲ့ပုံစံသူ့ရဲ့အကျင့်စာရိတ္တကိုမေးတဲ့ပုံစံမျိုးဖြစ်ပါတယ်ရှင်အဲ့တော့နောက်တစ်ခု donuts ဆိုတာကကြတော့ဘယ်သူလဲပေါ့နော်ဘယ်သူလဲဆိုရဲအဓိပ္ပာယ်လေးပါအဲ့တော့ဒီ donuts တို့နဲ့မတူတော့ဘူးသူကကြတော့အကျင့်စာရိတ္တတွေကိုမေးတာမဟုတ်ဘဲနဲ့ဘယ်သူလဲဆိုရဲမိခွန်းမှာဥပမာဇီရိုပေါ့နော်ဒီအတန်းထဲမှာဆိုလို့ရှိရင်ဒီအတန်းရဲ့အတန်းကောင်းဆောင်ကဘယ်သူလဲအဲ့လိုမျိုးမေးတာဥပမာဇီရိုနားလည်အောင်ပြောမယ်ဆိုရင်この写真の中でこの写真の中でဒီဓာတ်ပုံထဲမှာどの人が君のお母さんですかどの人が君のお母さんですかこの写真の中でどの人が君のお母さんですかဆိုလို့ရှိရင်ဒီဓာတ်ပုံထဲမှာသတ်မှတ်ထားတဲ့ဒီဓာတ်ပုံဆိုဓာတ်ပုံလေးထဲမှာမင်းရဲ့ဘသူကပေါ့နော်မင်းရဲ့အမေလဲဆိုရဲမေးတဲ့ပုံစံလေးပါဒီဓာတ်ပုံထဲမှာဘသူကမင်းရဲ့အမေလဲအဲ့တော့သူ့ရဲ့စိတ်နေသဘောထားတွေကိုမေးတာမဟုတ်ဘဲနဲ့ဘသူလဲဆိုရဲမေးပုံပါအဲ့တော့ donuts တို့နဲ့ donuts တို့နဲ့ဆိုတာကကြတော့မတူပါဘူး donuts တို့ဆိုတာကကြတော့သူ့ရဲ့စိတ်နေသဘောထားတွေသူ့ရဲ့ပုံစံပေါ့နော်ဘလို့လူမျိုးလဲဆိုတာမျိုးမေးတဲ့ပုံစံဖြစ်ပြီးတော့ donuts ဆိုတာကကြတော့ဘသူလဲဆိုပြီးတော့မေးတဲ့ပုံစံလေးပဲဖြစ်ပါတယ်ရှင်